ကျောင်းသားတွေအတွက် homework ပေးခြင်းက helpful ဖြစ်တယ်လို့မြင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တာမန်ကျောင်းသားတွေကလေးတွေဆိုရင်တော့သူတို့ရဲ့အာရုံစိုက်နိုင်စွမ်းကစတင်ချိန်မှာဆိုရင်15မိနစ်ကနေမိနစ်20အထိပဲရှိရပေါ့နော်။လူကြီးတယောက်ဆိုရင်အများဆုံး45မိနစ်ထိပဲအာရုံစိုက်နိုင်တယ်။အဲကြတော့သင်ခန်းစာဒီအချိန်တစ်နာရီခွဲလောက်အတွင်းမှာသင်ခန်းသမျှကိစ္စတွေစာတွေအကုန်လုံးကိုမှတ်မိနိုင်မှုဆိုတော့ဖြစ်နိုင်ဘူးပေါ့နော်။အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Little London က Teacher Julian ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကျွန်မကတော့ Little London က Teacher Yuki ဖြစ်ပါတယ်ရှင်ဒီနေ့ကျွန်တော်ဆွေးနွေးသွားမယ့်ခေါင်းစဉ်ကတော့ကျောင်းသားတွေ homework ပေးခြင်းက helpful ဖြစ်လားမဖြစ်ဘူးလားဆိုတာကိုဒီဘက် Teacher Yuki နဲ့အတူဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီစနေနေ့ရောဒီကျောင်းသားတွေအတွက် homework ပေးခြင်းက helpful ဖြစ်လားမဖြစ်ဘူးလားဘယ်လိုမြင်လဲခင်ဗျကျွန်မအမြင်ကတော့ကျောင်းသားတွေအတွက် homework ပေးခြင်းက helpful ဖြစ်တယ်လို့မြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့တာမန်ကျောင်းသားတွေကလေးတွေဆိုရင်တော့သူတို့ရဲ့အာရုံစိုက်နိုင်စွမ်းကစတင်ချိန်မှာဆိုရင်15မိနစ်ကနေမိနစ်20အထိပဲရှိရပေါ့နော်လူကြီးတယောက်ဆိုရင်အများဆုံး45မိနစ်ထိပဲအာရုံစိုက်နိုင်တယ်အဲကြတော့သင်ခန်းစာဒီအချိန်တစ်နာရီခွဲလောက်အတွင်းမှာသင်ခန်းသမျှကိစ္စတွေစာတွေအကုန်လုံးကိုမှတ်မိနိုင်မှုဆိုတော့ဖြစ်နိုင်ဘူးပေါ့နော်အဲဒါကြတော့အင်စာကိုကဆီယာမအနေနဲ့အင်စာပေးလိုက်တယ်ဆိုရင်ကျောင်းသားတွေကအင်စာလုပ်ခြင်းအဖြစ်ပေါ့နော်သူတို့ပို့ပြီးတော့စာပြန်ပြီးတော့နှွေးသလိုဖြစ်တယ်ပေါ့နော်အဲအကြောင်းကိုကျွန်မကတော့အင်စာလုပ်တာ helpful ဖြစ်တယ်လို့ထင်ပါတယ်ရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်သိထားတယ်လို့ပေါ့နော်ဒီကျောင်းသားတွေ homework ပေးခြင်းကပေါ့နော်ဒီကျောင်းသားဒီ50%တော့ကျောင်းသားတွေက homework ကိုသူကဘယ်လိုမျိုးတင်ပြထားလဲဆိုရင်သူတို့အတွက် stress ဖြစ်စေတဲ့ number 1အချက်လို့သူတို့တင်ပြထားတယ်ပေါ့နော်ဒါပြီးတော့ဒီလို stress ဖြစ်ခြင်းအပြင်သူတို့ဒီ homework လုပ်တဲ့ခါမှာမပြောတော့အဲ့တော့ခုနကတစ်ချက်ပြောသလိုပဲဒီကလေးတွေကဒီ attention ကတော့15မိနစ်ကနေမိနစ်20အတွင်းမှာ attention span ပေးနိုင်တယ်ပေါ့နော်အဲ့တော့တကယ်တမ်းသူတို့ထောက်ပြတော့တဲ့အချက်ကကြတော့သူကဒီ primary teacher တွေ primary student တွေမှာရှိတဲ့ကလေးတွေကကြတော့သူတို့ဒီအဲ့အရွယ်မှာဖြစ်တဲ့ကလေးတွေကြဘာပြောလဲဆို homework ပေးခြင်းကသူတို့တက်ဘာမှအထောက်အကူမပြုပါဘူးလို့သူတို့အခိုင်အမာပြောဆိုထားရပေါ့နော်ဘာဖြစ်လဲဆိုရင်ကလေးတွေကဒီအိမ်ပြန်ရောက်တဲ့အခါမှာသူတို့မိမိဘာသာပဲမိအချိန်ကုန်ကျင်ကြတယ်ပေါ့နော်ဒီကျောင်းစာကိုကျောင်းမှာပဲလုပ်ပြီးတော့အိမ်ရောက်တဲ့အခါမှာသူတို့ရဲ့ time ဖြစ်သွားတဲ့ကြောင့်မို့သူတို့လုပ်ချင်တာကိုပဲလုပ်ချင်ကြတယ်အဲ့တော့မှကျောင်းကနေ homework ပေးလိုက်တဲ့အခါမှာသူတို့ distress ပို့ဖြစ်သွားတယ်ပေါ့နော်ဒီခါလေးကျကျွန်တော်တို့ဒီ homework တွေအများကြီးပေးလိုက်တဲ့အခါမှာသူတို့တက်ကမပြောတော့ heavy homework ပေးလိုက်ကြပြီးသူတို့အိပ်ပြတ်တာတွေဖြစ်လာမယ်အိပ်ပြတ်လာရင်ဆန်လောက်ရရင်မပြောတော့ပြီးကျောင်းအောင်တော့ကျင်စိတ်ရှိတော့မှာမဟုတ်ပေါ့နော်အဆိုးဆုံးအနေနဲ့ကတော့ဒါကတော့ဒီ homework ပေးလိုက်ရင်သူတို့ stress ဖြစ်သွားစေတဲ့အချက်တွေတစ်ခုပေါ့နော်ဟုတ်ကျမလည်းငယ်တော့အဲ့လိုမျိုးဖြစ်ဘူးရပေါ့နော်ငယ်တော့ကကျတော့တင်ချဥမှာပေါ့တင်ချဆိုရင်အခန်းလေ့ကျင့်ခန်း9ဆိုရင်5ကနေပြီးတော့ 5.9 ထိကိုထိသမျှသင်ခန်းစာတွေအကုန်လုံး3ခေါက်လောက်ရေးခိုင်းတယ်ပေါ့အဲ့ကြောင့်ကိုလည်းမပြောဘူးသိရမလားအရင်ငိုပြီးတော့အိမ်မှာမတက်ချင်တော့ဘူးလို့ပြောတယ်ပေါ့နော်အဲ့ကြတော့အဲ့ချိန်မှာဗာတိလိုက်လဲဆိုရင်အင်စာကို balance ဖြစ်ပေးဖို့ပေါ့နော်အင်စာကဒီကျောင်းသားလုံးနိုင်တဲ့ပမာဏလောက်ပဲပေးတာကသူတို့တို့က helpful ဖြစ်တယ်အဲ့ထက်ပိုပြီးတော့ overload ဖြစ်သွားတဲ့ခါကျရင်တော့သူတို့တို့ကတော့အဲ့ဒါ helpful ဖြစ်တော့ပဲねသူတို့တို့ stress ကိုဖြစ်သွားမှာပေါ့နော်ဟုတ်တယ်ခင်ဗျတကယ် stress ဖြစ်သွားစေပေါ့နော်ဒီနောက်တစ်ချက်အနေနဲ့ကကျွန်တော်တို့ဒီကျောင်းတွေကိုပဲပြန်သွားကြည့်လိုက်မယ်ဆိုရင်ကျောင်းထဲမှာဆို homework ပေးလိုက်ရင်ပြီးတဲ့သူရှိတယ်မပြီးတဲ့သူရှိတယ်ပြီးတဲ့သူရှိလိုက်ရင်ရှေ့ကနေစာသေချာလိုက်လုပ်တဲ့သူစာသေချာလိုက်သူတွေနောက်ခံ background မိသားစုပြန်ကြည့်လိုက်မယ်ဆိုသူတို့အိမ်မှာစုညံပူညံတွေတိတ်မရှိကြဘူးသူတို့တွေကိုကူညီပေးမဲ့မိဘတွေရှိတယ်အကူမောင်နှမတွေရှိတယ်ဒါကြောင့်မို့သူတို့တွေက homework ပေးလိုက်လေပျော်ပျော်ကြီးလုပ်လာပြီးတော့ကျောင်းမှာပြီးကြတယ်ပေါ့နော်ဒါပေမဲ့ပြီးတဲ့သူတွေအတွက်ကြတော့သူတို့ပြန်ကြည့်လိုက်မယ်ဆိုကျောင်းမှာသူတို့ရဲ့အိမ်ချင်းတွေကမိဘကိုကူရတဲ့ခါတွေရှိတယ်ပြီးအိမ်စုပန်စုပူညံလုပ်တဲ့ခါမှာသူတို့ဒီစာလုပ်လာတာမပျော်တော့သူတို့နဲ့စိတ်ထွက်ပေါက်တစ်ခုရှာကြတယ်အဲ့လိုမျိုးဖြစ်လာတဲ့အခါအဲ့လိုမျိုးဖြစ်သွားတဲ့ဟာပေါ့နော်ဒါဆိုရင်ကျောင်းသားတွေအတွက်က homework ပေးလိုက်ရင်ညီများမှုတွေဖြစ်သွားတစ်ဖက်က parental ဒီ supportive parent ကဖြစ်တဲ့ကြောင့်မို့သူတို့ homework ကိုပြောရှင်လုပ်တယ်တစ်ဖက်ကျတော့ supportive environment မဟုတ်တဲ့ကြောင့်မို့ homework ကိုမပြီးလာတော့အဲ့တော့အပြည့်ပေးတဲ့ခါမှာ balance မဖြစ်တော့ဒီချက်တွေမစဉ်းစားဘဲနဲ့ homework ပြီးတဲ့သူကိုပဲပို့ပြီးတော့လေးပေးပြီးတော့ homework ပြီးတဲ့သူကိုဒီအလေးမပေးတော့ဒီလိုချက်လေးလည်းရှိတယ်ပေါ့နော်အဲ့ဒါကြတော့ဆရာမတယောက်အနေနဲ့ကျောင်းသားရဲ့ background တွေပါတခြားသိထားဖို့လိုတယ်ပေါ့နော်ဒီကလေးကတော့ဘယ်လိုအခြေအနေရှိတယ်ဒီကလေးကတော့ဘယ်လိုမျိုးအခြေအနေရှိတယ်အိမ်က supporting ပေးလားအိမ်နဲ့တူလုပ်ပေးလားအဲ့ဒါမျိုးတွေကြည့်ပြီးတော့ကိုကအဲ့လို punishment ပေးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဆိုလဲကိုက encourage လုပ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ပေးတဲ့နယ်ပေါ့နော်အဓိကတော့ balance ဖြစ်တဲ့ homework ကိုလုပ်ပေးတာအကောင်းဆုံးပါပဲရှင်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီနေ့ဆွေးနွေးတင်ပြမှုပိုင်းကပေါ့ဒီလောက်ပါပဲပေါ့နော်ဒါပေမဲ့ဒီချက်ကိုဒီကျွန်တော်နဲ့ဒီပေါင်းဆွေးနွေးပြတဲ့အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာညီမလည်းဖိတ်ကြားရတော့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါနောက် session တွေမှာပြန်တွေ့ပါမယ်bye bye everyone Unlock your power